မိခင်နဲ့တူတဲ့မိမမျိုးပြောပြအောင်မယ်အဲ့ဒီမိမတွေကသူတို့ချစ်တဲ့ယောက်ျားကိုသူတို့ကအမြင့်ရောက်တာကိုပဲမြင်သိကြတယ်ပြီးတော့သူများအလုပ်ကိုလုပ်နေရတဲ့အဖြစ်ကိုသူတို့မမြင်ကြဘူးပြီးတော့သူချစ်တဲ့ယောက်ျားကိုယ်ပိုင်လုပ်ငန်းလေးပဲလုပ်စေချင်တာသူချစ်တဲ့ယောက်ျားလိုအပ်တာမှန်သမျှကိုလည်းသူတို့ကဖြည့်ဆည်းပေးချင်တာလူတိုင်းကအားကြရတဲ့ယောက်ျားတစ်ယောက်ဖြစ်ပဲမြင်ချင်တယ်ပြီးတော့မကောင်းတဲ့လမ်းကိုတွားနေရင်တော့ပြုပြင်လမ်းတက်ပေးတဲ့စိတ်ရှိတယ်အဝိစားဝတ်တော်မယ်ဆိုရင်တော့ပါလေသူများထက်တာသူများထက်တောက်ပြောင်တာကိုပဲသူတို့ကမြင်စေချင်တာသူကြိုက်တာလေးတွေဖြစ်စီပေးရရင်လည်းကျင့်နေတယ်ဖြစ်ပြီးတော့သူ့အတွက်ဆိုပြီးတိတိချာချာလေးဝတ်တတ်တဲ့အကျင့်လေးရှိတယ်နော်ဒါကချစ်ချင်းမြတ်တာလို့ခေါ်တယ်မိခင်နဲ့တူတဲ့မိမမျိုးပြ